မိုက်ကယ်ကားရီနဲ့အာဘီလိုဟာနီးပြဖြစ်ခါစားဘယ်ပိတ်တက်ကမှအာယုံမလာသလိုဘယ်ပိတ်တက်ကမှလည်းစိတ်ဝင်စားခဲ့ကြပါအောင်အသင်းဘက်ကလည်းယာယီနီးပြလောက်တာသူတို့ကိုလိုသုံးခန့်အပ်ခဲ့ကြတာပါအခုတော့ပိတ်သက်တွေရဲ့ပါဇက်ဖျားမှာသူတို့နှစ်ဦးရဲ့နာမည်တွေဟာကြဲကြဲလောင်လောင်နဲ့ပေါ်ထွက်လာခဲ့ပါပြီသူတို့နှစ်ဦးနီးပြဖြစ်လာပုံကလည်းစင်တူရိုးရှင်းပါတယ်နီးစနစ်ဆရာကြီးနှစ်ပါးဖြစ်တဲ့အာမိုရက်နဲ့အလွန်ဆိုတို့ကိုအသင်းကရုတ်တရက်ထုတ်ပယ်ခဲ့ပြီးတော့နီးပြဖြစ်လာကြတာပါသူတို့နှစ်ယောက်မှာတူညီနေတဲ့အချက်ကအသင်းကိုရောက်လာပြီးတော့အင်တာဗျူးတွေမှာဘောလုံးနည်းစနစ်ဘာညာဘာတစ်ခုမှကြီးကြီးကျယ်တွေမပြောဘဲနဲ့သူတို့ရဲ့အရေးချင်းကိုတိတ်တိတ်ဆိတ်ပဲတက်တည်ပြခဲ့ကြပါတယ်မန်ယူဟာပွဲဥထက်မှာမန်စီးတီးလိုဘလူးကို2စီးနဲ့အဆွဲချိုးပြခဲ့ပြီးတော့အာဘီလိုရဲ့ရီယယ်မက်ဒရစ်ကလည်းမိုနာကို6-9တကိုသွင်းပြီးသူတို့ရဲ့စားကိုပြသခဲ့ပါတယ်ရီယယ်မက်ဒရစ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာအတိတ်သမိုင်းမှာရောအခုလက်ရှိဘောလုံးလောကမှာပါဂုဏ်ချိန်ဝါကြီးမားတဲ့အသင်းတွေဖြစ်ပါတယ်ကမ္ဘာမှာပေးတဲ့အင်အားအများဆုံးအသင်းကြီးနှစ်သင်းလည်းဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကိုဗလိမ့်နေတဲ့သူတွေကလည်းအရင်ဖာဂူဆန်ခစ်ကိုမမီလိုက်တဲ့ခြားတိတ်လေးတွေပဲဖြစ်နိုင်ပါတယ်စာရဲလက်ဖာဂူဆန်ခစ်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲတွေကို YouTube မှာပြန်ကြည့်ဖို့အကြံပေးခြင်းပါတယ်ဒီလိုပြောလို့ကျွန်တော်ကမန်ယူဖန်မဟုတ်ပါဘူးရီယယ်မက်ဒရစ်ဖန်တယောက်သာဖြစ်ပါတယ်ရီယယ်နဲ့မန်ယူပါကွာလဲဆိုရင်ရီယယ်ဟာဥရောပပြိုင်ပွဲတွေမှာသူ့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းထားနိုင်စေဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့အောင်မြင်မှုတွေနဲ့ဝေးကွာနေတာအတော်ကိုကြားခဲ့ပါပြီ။တမိုင်းကြောင်းတွေခဏထားပြီးတော့မိုက်ကယ်ကာရစ်နဲ့အာဘီလိုရဲ့အကြောင်းကိုပြန်ဆက်ကြရအောင်ပါ။ဒီနီးပြနှစ်ယောက်မှာတူညီတဲ့အချက်ကနေစနစ်တိုင်းအတိအကျမကစားခိုင်းမဲနဲ့ကစားသမားတွေကိုသူတို့ရဲ့ကျွမ်းကျင်မှုအတိုင်းလွတ်လွတ်လပ်လပ်ရွေးရှားကစားစေတာပါ။အာမိုရင်းနဲ့အလွန်ဆိုတို့ကြတော့အဲ့လိုမဟုတ်ပါဘူး။အရန်ကိုနေစနစ်ဆန်တဲ့နီးပြတွေပါ။ဥပမာခမား6ထောက်တဲကဘောလုံးကိုသူပြောထားတဲ့နေစနစ်တိုင်းရွေးရှားပြီးတော့သူပြောထားတဲ့ကစားသမားစီကိုပေးရမှာပါခင်ဗျားပေးချင်တဲ့လူကိုဘောလုံးပေးလို့မရပါဘူးဘက်ကွာဒီယိုလာလိုပုံစံမျိုးပါအလွန်ဆိုနဲ့အာမိုရင်ဟာကွာဒီယိုလာမဟုတ်ပါဘူးဒါကြောင့်ပဲကစားသမားတွေစီကလုံလောက်တဲ့လေးစားမှုမရဘဲနဲ့အသင်းကထုတ်ပယ်ခံခဲ့ရတာပါမိုက်ကယ်ကာရစ်နဲ့အာဘီလိုဟာဒီချက်ကိုကောင်းစွာနားလည်ပါတယ်ဒါကြောင့်ကစားသမားတွေနဲ့နားလည်မှုတိစောက်ပြီးတော့ယုံကြည်မှုရအောင်အရင်လုပ်ပါတယ်ပလေယာတွေကနံပါတ်1နီးစနစ်ကနံပါတ်2ဆိုပြီးတော့လုပ်ပါတယ်ဒီအချက်ကမန်ယူနဲ့ရီယယ်လိုအသင်းမျိုးမှာနီးပြရတာတော်တော်လေးကိုအဆင်ပြေပြီးအလုပ်ဖြစ်တာကိုတွေ့ရမှာပါနီးပြရောကစားသမားတွေအချင်းချင်းကြားမှာပါယုံကြည်မှုတွေအားကောင်းလာပြီးတော့စီလုံးညီညွတ်လာကြပါတယ်ဒီအချက်ကပဲနိုင်ပွဲတွေကိုရရှိစေတာပါအလွန်ဆိုရဲ့လက်အောက်မှာပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ဘီနီစီယာဟာအာဘီလိုရဲ့လက်အောက်မှာတော့တိတိတတ်တာခြေစွမ်းပြတ်ကစားလာတာကိုတွေ့ရမှာပါဒါဘီနီစီယာကိုသူဖြစ်စေခြင်းနဲ့သူကစားစေခြင်းတဲ့ပုံစံတိုင်းကိုလွတ်လွတ်လပ်လပ်ပေးကစားခိုင်းလိုက်တာကြောင့်ဖြစ်နိုင်ပါတယ်အခုမိုက်ကယ်ကာရစ်ကလည်းဖာဂူဆန်လက်ထက်ကနီးစနစ်တွေကိုပြန်အသက်သွင်းပါတယ်ကစားသမားတွေကိုသူတို့ကစားစေခြင်းတဲ့ role မှာလွတ်လွတ်လပ်ပေးကစားပါတယ်ပြန်ဘက်က position gain နဲ့ကစားရင် quick counter quick transition တွေနဲ့ကောင်းကောင်းဒုက္ခပြန်ပေးပါတယ်နီးစနစ်တွေကအရန်ကိုရိုးရှင်းပြီးတော့ဒီနည်းနဲ့ပဲမန်စီးတီးကိုအလဲထိုးခဲ့တာပါပြန်ပြောရရင်အာဘီလိုဟာအန်ဆလော်တီရဲ့ကစားကွက်တိုင်းကစားသမားတွေကို free roll ပေးထားပြီးတော့အဆင်ပြေသလို rotate လက်ကစားခိုင်းပါတယ်ရခဲ့တဲ့ဂိုးတွေဟာလည်း quick counter quick transition ကများပါတယ်ဒါလွယ်ကူရိုးရှင်းပြီးတော့အလုံးကိုအလုပ်ဖြစ်တဲ့နည်းစနစ်တစ်ခုပါမန်ချက်စတာယူနိုက်တက်နဲ့ရီယယ်မက်ဒရစ်တို့ဟာနီးပြတွေရဲ့ playing style နဲ့ကစားတဲ့အသင်းတွေမဟုတ်ပါဘူးသူတို့မှာအသင်းရဲ့ playing style တွေရှိပြီးသားပါဘယ်နီးပြလာလာအသင်းရဲ့ playing style တွေကပဲကစားရမှာပါဥပမာရီယယ်မက်ဒရစ်ဆိုရင်ဘာစီလိုနာမန်စီးတီးအသင်းတို့လို position gain ကစားတဲ့အသင်းမဟုတ်ပါဘူးဒါကြောင့်ပဲအလွန်ဆိုနီးပြလာလို့တော့တိုင်ပတ်တာပါအလွန်ဆိုက position gain စော့ကျင်တဲ့နီးပြပါကစားသမားတွေနဲ့ဘလို့မှအမဝင်မဲနဲ့နီးပြထုတ်ခံလိုက်ရပါတယ်ရီယယ်မက်ဒရစ်ဟာအခုအာဘီလိုဟာကိုခန့်အပ်ခဲ့တယ်လို့အရင်ကနီးပြဇီဒန်ကိုခန့်အပ်ခဲ့မှုပါတယ်အဲ့ဒီတုန်းကဇီဒန်လက်ထက်မှာအံ့ဩစရာကောင်းလောက်အောင်အသင်းဟာအောင်မြင်ခဲ့ပြီးတော့ချန်ပီယံလိ3နှစ်ဆက်ရခဲ့တဲ့အထိပါပဲအာဘီလိုဟာဇီဒန်လိုနီးပြဖြစ်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါမန်ချက်စတာယူနိုက်တက်အသင်းဟာလည်းမိုက်ကယ်ကာရီရဲ့နီးပြမှုအောင်မှာဖာဂူဆန်လက်ထက်ကလိုကြီးကျယ်ခမ်းနားမှုတွေပြန်လဲရယူနိုင်အောင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရအောင်ပါ